စိုင်းစရာမီလူရေးသားထားတဲ့ကန်ကော်နီနေ့ရက်ဆန္ဒအတိုင်းငါမျက်နှာကိုဘယ်တော့မှမမြင်မတွေ့စေရဘူးလို့ကတိပေးခဲ့တာကိုရှုံမိမဟုတ်လားမျက်နှာကိုမမြင်ရပေမဲ့အတန်ကိုတော့ကြားရတာပဲဒီအတန်ကိုမှတ်မိတယ်ထို့သူကတော့နင့်ကိုငါပန်းပေးပါတယ်ဆိုပြီးကန်ကော်တပွင့်လမ်းပေးလိုက်တယ်သူ့လက်ထဲကကန်ကော်ပွင့်ဟာအဖြူရမဟုတ်အနီရောင်ရေရဲနေသောပန်းတပွင့်အဲ့ဒါကတော့ကန်ကော်နီချစ်တရားခင်မေတစ်လက်ညွှန်းညွှန်းရကိုလိုက်ကြည့်တော့လဲမမြင်ရပါမတွေ့ပါဘူးဟာနင်းသေးသေးချာချာမကြည့်လို့ပါနည်းနည်းလေးကောက်နေတဲ့အကိုင်းကြီးရဲ့ထေလျာနာကိုကြည့်လိုက်အဲ့ဒီမှာတွေ့လားဂန်းကော်ဘန်မှာဂန်းကော်ဘန်အစ်စ်ပါဟာနင်းကမျက်စိမကောင်းလို့သေချာမမြင်တာဖြစ်မယ်ကဲဂန်းကော်ဘန်ပဲထားပါတော့ဂန်းကော်ဘန်တွေ့တာမြန်စိတ်လက်ကောက်တွေ့တာကြာနေတာပဲငါအတွက်တော့ဂန်းကော်ဘန်ကစိတ်လက်ကောက်တဲ့အဖိုးတန်တယ်လို့ထင်တယ်ခင်မေတင်ဟာဂန်းကော်ဘန် crazy ဖြစ်တယ်ဝေစားတဲ့ဝမ်းဆက်ယူမလားဂန်းကော်ဘန်ယူမလားဆိုရင်ဂန်းကော်ဘန်ကိုလက်ညှိုးထိုးပြမဲ့သူဖြစ်တယ်ပြီးတော့အခုကအလွန်ထူးခြားတဲ့အခြေအနေဂန်းကော်ပွင့်ထဲမှာအစောဆုံးပွင့်တတ်သောအပင်ကြီးရဲ့ပထမဆုံးဂန်းကော်ပွင့်တပွင့်တဲ့သောဂန်းကော်ဦးဒီဂန်းကော်ပွင့်ကိုသာပန်ခွင့်ရလိုက်လို့ကတော့ကျောင်းကမိန်းကလေးတွေအားလုံးနေသွားကြရမယ်ကိုရက်ဆန်ကအမကြီးတွေတော့မနာလို့ဖြစ်သွားကြရမယ်ဒီနေ့မှာဂန်းကော်ပွင့်ကိုပထမဆုံးပန်လိုက်တာခင်မေတစ်မယ်ဆိုပြီးစံချိန်တင်သွားရနိုင်မယ်ဒါကြောင့်ဆိုချစ်အဲ့ဒီဂန်းကော်ပန်တစ်ခုပေးပါလားဟာမခုပေးပါဘူးအခြေမရှိဘူးဟာသွားမယ်နေမလိုက်ချင်ရင်လည်းအဲ့ဒီမှာတည်ယူပြီးတော့နေခဲ့တော့ဆိုချစ်ကတော့ခြေလမ်းပြင်းနေခင်မေတင်းကဒီစောတစ်ခုကိုသတိရဟန်ဖြစ်နေခုနပြောတာလေပထဝီတွေပြန်ကူရမယ်ဆိုတာအဲ့ဒါငါခုပေးမယ်လေဟာဆိုချစ်တစ်ချက်တော့တွေ့ဝေသွားတယ်နောက်ပြီးတော့တစ်ခုရှိသေးတဲ့ဟာငါတို့ဦးလေးစီမှာကြပြရေးချင်းစာဆက်တင်ဆိုတဲ့စာအုပ်တစ်အုပ်ရှိတယ်အဲ့ဒီထဲမှာကြပြစံနည်းတွေပါတယ်အဲ့ဒီစာအုပ်နင်းကိုငားမယ်လေခင်မေတင်ကထပ်ပြီးကန်လန်းလိုက်တော့ဆိုချစ်ရဲ့အညာကိုကန်လွှတ်လိုက်ခြင်းပဲဖြစ်တယ်နင်းလာမယ်ဆိုတာငါတို့သိတယ်ကြည့်ပါအောင်နင်းကအရင်ချုံလာတာပဲနော်ဝိုင်းဝိုင်းကဝမ်းသာအားရနှုတ်ဆက်ပေမဲ့ခင်မေတင်ကတော့လေးတန်းမမှန်နဲ့ပဲငါရှင်းအောင်နောက်ပြပြောဖို့လာတာမဟုတ်ဘူးဘသူကမှတတိယလို့လာတာလည်းမဟုတ်ဘူးအလုပ်ကိစ္စအတွက်ဖြစ်စည်းစရာရှိလို့ရောက်လာတာငါရဲ့လုပ်ငန်းမှာလာပြီးတော့မနှောက်ယှက်ကြဖို့မေတ္တာရက်ခံပါတယ်နေ့စကားကစင်ကားလာကြည်လားတကယ်ချင်းတွေအပေါ်မှာနင်းဒီလိုမဆက်ဆံသင့်ပါဘူးငါမှတကယ်ချင်းလည်းမရှိဘူးရန်သူလည်းမရှိဘူးတန်ရောစင်လည်းမရှိဘူးခင်မေတင်နင်ကဒီကန်းကော်ပင်ကြီးကိုခုတ်လဲပြစ်တော်မလို့ဆိုဟုတ်တယ်ဘလို့ဖြစ်တာလဲဟာကန်းကော်ပန်ဟာနေအနစ်သက်ဆုံးပန်းမဟုတ်လားငါမှကန်းကော်ပန်လည်းမရှိတော့ဘူးဒါပေမဲ့နေ့မှာနှလုံးသားတော့ရှိသေးတယ်မဟုတ်လားအသက်ရှင်နေဖို့အတွက်တော့နှလုံးသားရှိနေသေးတယ်ကဲငါမှအချိန်မရှိဘူးနင်တို့ဒီနေရာကဖယ်ပေးပါနင်ကန်းကော်ပင်ကြီးကိုတကယ်ခုတ်ပစ်တော့မှာလားငါတို့ခွင့်မပြုနိုင်ဘူးနော်နင်တို့နဲ့ပါဆိုင်လဲဒီမြေခွက်ကိုငါဝယ်လိုက်ပြီဒီမြေကြီးဟာငါရဲ့မြေကြီးဒီမြေခွက်ကိုသာနင်ဝယ်လို့ရရင်ရမယ်ကန်းကော်ပင်ကြီးကိုဝယ်လို့မရဘူးဒီအပင်ကြီးကငါတို့အားလုံးပိုင်တဲ့အပင်ခင်မေတင်ကအခန့်လေးစားပြုံးလိုက်ပြီးနင်တို့ပိုင်တဲ့အပင်ဆိုရင်အမြစ်ကနေတူပြီးယူသွားကြလေဒီမှာခင်မေတင်နင်ကဟိုရင်ကကိစ္စတွေကိုစိတ်နာပြီးတော့လက်စားချေတဲ့အနေနဲ့ဒီကန်းကော်ပင်ကြီးကိုခုတ်ပစ်ဖို့ကြံစီတာမဟုတ်လားဒါတွေကိုငါနားမလည်ဘူးနောက်ဆုံးအနေနဲ့ငါပြောမယ်နင်တို့10မိနစ်အတွင်းဒီနေရာကထွက်သွားပါဒါမှမဟုတ်ရင်တော့ငါလုံးဆရာရှိတာဆက်လုပ်ရလိမ့်မယ်ထိုစင်မှာပဲဘယ်သူမှမျှော်လင့်မထားတဲ့အ
တန်ကိုကြားရတယ်။စုချစ်ကခင်မေတင်ကိုလမ်းခေါ်လိုက်ခြင်းဖြစ်တယ်။ဒီရဲ့ခြေလမ်းတွေတုံခနဲ့ရက်သွားတယ်။သူ့တကူလုံးအေးဆက်တောင့်တင်းသွားတယ်။ဒီအတန်ဟာသူ့ကိုကြိုးကွင်းနဲ့ပြစ်ပြီးဖမ်းလိုက်သလိုရစ်ပတ်ချုံနှောင်ထားတယ်။သူမရဲ့ခြေလမ်းတွေရွှေလျားနိုင်စွမ်းမရှိတော့စိုးချစ်ဟာခင်မေတင်စီကိုရှောက်သွားတယ်။မျက်နှာချင်းစာရက်လိုက်ပြီးသူ့လက်ထဲမှာဂန်းကော်ပန်းတစ်ပွင့်ကိုပေးလိုက်တယ်။ဂန်းကော်ပင်ကြီးကိုအမြင့်ကနေတူးဖော်ခုံလဲလိုက်ရအောင်နဲ့အတိတ်ကအဖြစ်အပျက်တွေဟာပြောက်ကွယ်သွားမယ်လို့နင်ထင်နေသလားယင်။ဂန်းကော်ပင်တွေမပွင့်နိုင်တော့တာနဲ့ပဲအချစ်တွေဟာပြန်လည်းမရှင်တန်နိုင်တော့ဘူးလို့နင်ယူဆနေသလားယင်။ပန်းကိုကင်ထားတဲ့စိုးကြီးရဲ့လက်ဟာတစ်စက်စက်တုံနေတယ်။ယူပါခင်မတင်ဒီပန်းဟာဟိုရင်ကငါနဲ့ပေါ်မှာစိန်ကားမိခဲ့တဲ့မှားယွင်းမှုတွေအတွက်တောင်းပန်တဲ့အထိမ်းအမှတ်ပါဒီပန်းကလေးထဲမှာငါရဲ့နှလုံးသွေးတွေအသက်ဝိညာဉ်တွေစီးဝင်ရှင်သန်နေတာပါခင်မတင်ဟာစိုးချစ်ကိုဖြက်ခနဲ့မောကြည့်လိုက်တယ်စိုးချစ်ရဲ့မျက်လုံးများထဲမှာအလွမ်းရောင်တန်းနေတယ်ပြီးတော့ဟိုးအင်ခါစီကားပင်ခင်မတင်လူချင်းတောင်းတခဲ့သောအရာကိုလည်းထင်ထင်ရှားရှားမြင်လိုက်ရတယ်ခင်မတင်ဟာဂန်းကော်ပန်းစီကိုလန်းလိုက်တယ်သူ့လက်ထဲကိုရောက်လာတဲ့တိုင်ထိုပန်းကလေးဟာတစ်စက်စက်တုံနေသေးပင်ဖြစ်တယ်တကယ်ဂန်းကော်ပန်းအစ်စ်ပါလားမောင်ကျော်သည်စိုးချစ်နဲ့ခင်မတင်တို့ကိုငေးကြည့်နေမိတယ်သူစိတ်ထဲမှာတော့ထိုသူနှစ်ယောက်တို့သည်ငယ်ရမှကြီးလာကြတာလားကြီးရမှငယ်သွားကြတာလားဆိုတာဝေခွဲမရဖြစ်နေလေတယ်